ရှိပါရှင်ဒီနေ့ကတော့ဖတ်ထုတ်ပေါင်းလေးနဲ့ဖတ်ထုတ်ဥက္ကကျော်လေးလှုပ်ရှားမှာဖြစ်ပါတယ်အရင်ဆုံးလိုရတဲ့ကြိတ်သားငံပြရင်ဟင်ခမ်းမုံစားနှင်းငယ်ကျူဆိုင်ပြင်ချက်ဥရဲ့ကော်မုံရဲ့ဒီထဲမှာတော့ချက်ဥကိုရိုက်မပြလိုက်ဘူးပေါ့နော်ဒါတွေအကုန်လုံးကိုပေါင်းပြီးတော့တမအောင်နေပါမယ်ရှင်အရသာလေးဝင်အောင်ဒီချာလေးနေပေးရပါမယ်ကဲဒီလောက်ဆိုရပါပြီဒါလေးကတော့ဖတ်ထုတ်ရွက်လေးတွေပါကျမကတော့၄တောင်ဖြစ်နေလို့ဝိုင်းလေးလုပ်ပြီးတော့မှပဲဖတ်ထုတ်ပုံစံလေးလုပ်လိုက်တယ်ပေါ့နော်ကိုလိုချင်တဲ့ပမာဏကိုဖတ်ထုတ်ရွက်လေးတွေထည့်ပြီးတော့ရေလေးဆွတ်ပြီးတော့ဒါပုံစံလေးလုပ်လိုက်ရင်ရပါပြီရှင်ကဲဖတ်ထုတ်စပေါင်းပါပြီ15မိနစ်20လောက်ပေါင်းရင်ရပါပြီရှင်ဒါကတော့ချင်းလေးဆက်ထားတာပါ sauce လေးထဲမှာချင်းလေးထည့်ထားတာပါကဲ15မိနစ်လောက်ကြာတော့ခါမှာဒီမှာဖတ်ထုတ်ပေါင်းလေးရပြီပေါ့နော်ဒီလိုမျိုးလေးထွက်ပါတယ်ရှင်ကြည့်ပေးတဲ့သူအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်